တော်တို့ဖျားရှင်လက်ထက်ကတည်းကဒါစင်စီမြင်းရန်ဒီလိုဟာကျွန်တော်တို့ဘာသာရေးရပေါ့ဘာသာရေးရပါအထွတ်အမြတ်အထိတ်ဆုံးထားတာပဲပေါ့ကျွန်တော်ဆင်ဟာဆင်သားမိနှစ်ကောင်ဖြစ်ပါတယ်အမကြီးပဲမအေးကြီးတကောင်သမီးတကောင်မအေးကြီးအသက်50ရှိပါပြီအငယ်သူသမီးလေးက73နှစ်16နှစ်ရှိပါပြီဒီစင်နဲ့ပတ်သက်လို့တော့ကျွန်တော်တို့ခုတော့ကုမ္ပဏီတို့ကုမ္ပဏီပေါ်တွေကကျွန်တော်ထုတ်လုပ်ရေးပေါ့ထုတ်လုပ်ရေးကနေလောက်လာပြီးတော့အခုဒီ2000ခုနှစ်လောက်မှနေစပြီးတော့ကျွန်တော်တို့အဲ့ဒါတွေကအလဲရိုးမကိုအငင်းစားပေးတယ်ပြီးပြီးတော့ဘာမှမလုပ်ရတော့ဘူးကျွန်တော်တို့မွေးထားတယ်ရေကနာဆိုပြီးတော့မွေးထားတယ်အခုလူအတန်းတွေလာလဲတဲ့အခါလေးကိုပဲကျွန်တော်တို့ရှင်ပြူရဟန်းကန်ဒါကတော့ကျန်တဲ့လူကတော့ဘာမှမရှိကျွန်တော်တို့မွေးထားတယ်သူကပဲကျွန်တော်အမြတ်တို့ကိုအသေးဆွဲကိုသားသမီးလိုဖြစ်နေတဲ့အတွက်ကိုတော်တော်ဝင်းသာပြီးတော့ငယ်တဲ့အနှစ်တစ်ထောင်လောက်တည်းကကျွန်တော်တို့ဗမာပြည်နေကဟိုအိန္ဒိယလာတယ်အဲ့ဒါကိုဆွဲတော့အန်တော်ဓာတ်တော်တွေကိုကျော်စင်မော်တင်တယ်တင်ပြီးတော့အဲ့စင်နဲ့မောင်းလာတဲ့အခါမှာသူ့သဘာဝမှာအစဉ်ပြေတဲ့စင်ရက်တဲ့နေရာမှာဖျားတည်တယ်ဓာတ်တော်အန်တော်တွေရက်တဲ့နေရာမှာပဲအဲ့မှာကျွန်တော်တို့ဖျားတည်ရပါတယ်ရွှေသီးကုန်းသေးဒီပေါ့အခုကတော့ဟိုအဲ့ဒါပြောဟိုတော့ကဘယင်ခစ်တွေကဒီစင်ဟာဆင်ပြူတော်တွေကတကယ်ယေဒနာ9ပါးထဲမှာတကယ်တော်ဝင်တယ်ဒီစေးထိုးတာတော့မှဆင်နဲ့ပဲထိုးရတယ်တကယ်ဆင်လိမ်မာကြီးတွေကျွန်တော်ရဲ့ဗမာလူမျိုးတွေရဲ့ဟိုနေပေါ့အမြတ်တနိုးပေါ့အမြတ်တနိုးကဒီဆင်ဟာဗမာလူပြောရင်တော့ကျွန်တော်ယေဒနာ9ပါးပေါ့ယေဒနာ9ပါးမှာသာသမီယေဒနာရွှေငွေယေဒနာရှင်မြင်းရှင်ယေဒနာမြင်းယေဒနာပေါ့ဒါတွေကကျွန်တော်တို့အမြတ်တနိုးဘုရားဟောတဲ့အတိုင်းပဲကျွန်တော်ဘုရားရှင်ဟောတဲ့အတိုင်းကျွန်တော်အမြတ်တနိုးထားပါတယ်ဒါကိုစင်များသည်မြမဘာသာရေးနှင့်ရိုးရာယဉ်ကျေးမှုခမ်းကဏ္ဍများတွင်များစွာအရေးပါသည်ဖိုးတန်မြမစင်များကိုကာဝယ်စောင့်ရှောက်ကြပါစို့